မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်တို့ကတရားလွတ်တော်ရှင်းနေဥအောင်ရဲဆိုဖြစ်ပါတယ်ဒီကနေ့ဆွေးနွေးသွားမှာတော့ကျွန်တော်တို့ဒီရက်ပိုင်းမှာကျွန်တော်ပြည်အောင်လွတ်တော်ရဲ့ internet စာမျက်နှာနဲ့နိုင်ငံပိုင်သတင်းစာတွေမှာကြီးညာခဲ့တဲ့ online လိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောသွားမှာဖြစ်ပါတယ်ဒီဥပဒေကတော့ကျွန်တော်တို့ online လိမ်လည်မှုတွေနဲ့ပတ်သက်ပြီးတိုက်ဖျက်ရန်အတွက်ရည်ရွယ်ထားတယ်ဆိုတာဥပဒေအမည်နာမနဲ့တင်ကိုပဲကျွန်တော်တို့ကရုပ်ရှင်းစွာမြင်တွေ့ရတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တာစီကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့က mobile ငွေကြေးဝန်ဆောင်မှုတွေဟာဒီ account ဒီမဖွင့်ခင်မှာပဲသုံးစွဲသူတွေချက်လက်တွေစစ်ဆေးဖို့လိုတဲ့အကြောင်းတန်တရားဖြစ်ပွဲငွေကြေးနဲ့ပတ်သက်ပြီးတော့ဘဏ်နဲ့ဆက်သွယ်ကုမ္ပဏီတွေဟာဗဟိုဌာနကိုချက်ချင်းကြောင်းကြားရမယ်ဆိုတဲ့အကြောင်းတွေပြဋ္ဌာန်းထားတာဖြစ်ပါတယ်အဲ့တော့ဘဏ်နဲ့ e-payment ဝန်ဆောင်မှုလုပ်ငန်းတွေဆက်သွယ်ကုမ္ပဏီတွေကြားမှာအချိန်နဲ့တပြေးညီကျွန်တော်တို့ကအချက်လက်ဖလှယ်တဲ့စနစ်ကိုလည်းထူထောင်မယ်ဆိုတဲ့အကြောင်းကိုဒီမှာဖော်ပြထားတာရှိပါတယ်အဲ့တော့ပြီးတော့ဒီကျွန်တော်တို့ online လိမ်လည်မှုတိုက်ဖျက်ရေးအတွက်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဘိုးကော်မတီရဲ့ဒေတာကော်မတီရဲ့ဘိုးဌာနရဲ့ဆိုပြီးတော့၃မျိုးတတ်မှတ်ထားတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်ဒီမှာဆိုလို့ရှိရင်ဒေတာကော်မတီတွေမှာတော့တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရဖွဲ့ကဘိုးကော်မတီရဲ့ချမှတ်တဲ့လုပ်ငန်းစဉ်တွေကိုအသေးစိတ်အကောင့်တွေပေါ်ဖို့ပြဋ္ဌာန်းထားတာတွေ့ရပါတယ်အဲ့တော့ဘိုးဌာနမှာဆိုလို့ရှိရင်တော့ဒီ24နာရီပတ်လုံးဒီ hotline ထားရှိပြီးတော့ငွေကြေးလမ်းကြောင်းကိုခြေရာခံခြင်းနဲ့15မိနစ်အတွင်းအကောင့်တွေရဆိုင်ခြင်းကိစ္စတွေဒီ SIM card တွေကိုတင်ဆက်တဲ့အခြေအနေမျိုးတွေရှိဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်ပြဋ္ဌာန်းထားဒီရေးဆွဲပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်အဲ့တော့ online လိမ်လည်မှုခံရပြီဆိုရင်ဒီလူတွေကမိမိရဲ့ငွေကြေးနဲ့ဆုံးရှုံးမှုဖြစ်အောင်ဆောင်ရွက်မဲ့နည်းလမ်းတွေအားလုံးလည်းဒီဥပဒေမှာရေးဆွဲထားတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်ပြီးတော့အကြောင်းကြားပြီးတဲ့အချိန်မှာကျွန်တော်တို့ကသက်ဆိုင်ရာနေပြီးတော့ဘဏ်စနစ်တွေကိုကျွန်တော်တို့ငွေကြေးလိမ်လည်ရယူသွားတဲ့ဘဏ်အကောင့်တွေကိုကျွန်တော်တို့ကယာယီဆိုင်တဲ့လုပ်ငန်းစဉ်တွေပါပါတယ်အဲ့တော့ယာယီဆိုင်ငံပြီးတဲ့အချိန်မှာသတ်မှတ်ထားတဲ့နာရီအပိုင်းခြားနေ့ရက်အတွင်းမှာကျွန်တော်တို့အမှုဖွင့်လက်ဆောင်ရွက်ခြင်းမရှိရင်တော့ပိတ်ထားတဲ့ဘဏ်စင်းတွေကိုတော့ကျွန်တော်တို့ကပြန်ဖွင့်ပေးမယ်ဆိုတဲ့အကြောင်းတွေပါပါတယ်အဲ့တော့ဒီလိုမျိုးရဲစခန်းတွေမှာအမှုဖွင့်နိုင်ဖို့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘိုးဌာနကိုအချက်လက်အပြည့်စုံနဲ့ကျွန်တော်တို့သတင်းပေးပို့ပြီးတာနဲ့သက်ဆိုင်ရာရဲစခန်းမှာချက်ချင်းအမှုဖွင့်နိုင်အောင်ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကိုလည်းကျွန်တော်တို့ဖော်ပြထားရှိပါတယ်အဲ့တော့ဒီကတော့ဒီမှာဆိုလို့ရှိရင်ဒီအတူရောင်ချက်လက်တွေလုပ်ပြီးတော့လိမ်လည်တာတွေလုပ်လို့မရဘူးဒီဘန်တယ်လီကွန်းတွေအဖြစ်ဟန်ဆောင်ပြီးတော့ OTP ကောက်တွေတောင်းတာတွေကိုဘယ်လိုရေးယူမယ်ဆိုတဲ့အကြောင်းတွေပြဋ္ဌာန်းထားတယ်ပြီးတော့ကျွန်တော်တို့ကငွေကြေးလိမ်လည်မဲ့တဲ့လူတွေကိုမိမိရဲ့နာမည်နဲ့အကောင့်တွေကျွန်တော်တို့ကဒီငွေကြေးချခံအကောင့်ဖြစ်ထားရှိတာတွေကျွန်တော်အခုရဲ့မိမိရဲ့ဟိုဘန်စင်းတွေကိုငှားတာရောင်းတာတွေစောင်းလို့မရဒါမျိုးဆိုလို့ရှိရင်ဘယ်လိုရေးယူမယ်ဆိုတဲ့အကြောင်းတွေကိုပြဋ္ဌာန်းထားတာဖြစ်တယ်အဲ့တော့လိမ်လည်မှုကိုအတွက်ပေါ့ကျွန်တော်တို့က software အတုတွေဒါမှမဟုတ်လိမ်လည်မှုလုပ်ငန်းတွေအတွက်လုပ်တဲ့အချိန်မှာဒီလုပ်သုံးတဲ့ software တွေကိုဆောင်ရွက်တဲ့ဒါ website ထူထောင်တာတွေကိုဆောင်ရွက်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအရေးယူမယ်ဆိုတဲ့အကြောင်းတွေဖြစ်တယ်အဲ့တော့ဗန်များနဲ့ပတ်သက်လို့ရှိရင်လည်းတန်တရားဖြစ်ဖွယ်ရှိတဲ့ငွေလွှဲပြောင်းတွေရှိလာလို့ရှိရင်သက်ဆိုင်ရာကိုချက်ချင်းသတင်းပို့ပြီးဆောင်ရွက်ဖို့ကိစ္စတွေပါပြီးတော့ဒါမျိုးတွေသတင်းမပေးဖို့ဆိုလို့ရှိရင်ဘယ်လိုအရေးယူမယ်ဆိုတဲ့အကြောင်းတွေကိုလည်းရေးဆွဲထားတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်အဲ့တော့လူစုလူအစုဖွဲ့လုပ်တဲ့ပြီးတော့ဒီငွေကြေးလိမ်လည်မှုလုပ်ငန်းတွေဆောင်ရွက်ဖို့လုပ်မယ်ဒီ crypto scan တွေလုပ်မယ်ဆိုလို့ရှိရင်လည်းအရေးယူမယ်ဆိုတဲ့အကြောင်းဖော်ပြထားပြီးတော့ဒီလိမ်လည်မှုပြုလုပ်ရန်အတွက်ကျွန်တော်တို့ကမလျော်ဩဇာသုံးပြီးတော့အုပ်စုဖွဲ့ပြီးအနိုင်ကျင့်ပြီးဆောင်ရွက်တဲ့လူတွေကိုဆိုရင်ဘယ်လိုအရေးယူမယ်ဒါတွေကိုဒီမှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်အဲ့တော့ဒီငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ဖို့ဒီလူကုန်ကူးမှုတွေဆောင်ရွက်တယ်ဆိုရင်လည်းအရေးယူမယ်အကြောင်းတွေကိုဒီမှာပြဋ္ဌာန်းထားပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သတ်မှတ်ထားတဲ့ဒီဥပဒေမှာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်တွေကိုမလိုက်နာဘူးပေါက်ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနှိမ်ဆုံးထောင်ဒဏ်တစ်နှစ်ကနေပြီးတော့ကျွန်တော်တို့ကတသက်ကျွန်းဒေတံကျနိုင်တဲ့အခြေအနေမျိုးထိရှိပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီပြစ်ဒဏ်အနည်းဆုံးအရေးယူခံနိုင်ရတော့အနည်းဆုံးတစ်နှစ်ကနေ3နှစ်အထိဒဏ်ငွေပေါ့နောက်တစ်ခုကတော့ဒီ3နှစ်ကနေ9နှစ်အထိပြီးရင်ဒဏ်ငွေပြီးရင်12နှစ်ကနေတသက်ကျွန်းဒဏ်အထိပြီးတော့ဒဏ်ငွေလည်းချမှတ်နိုင်တယ်ဆိုတဲ့အကြောင်းပြီးတော့ဒီငွေကြေးလိမ်လည်မှုဆောင်ရွက်ရင်းကနေပြီးတော့မှလူသေမှုတွေဖြစ်ပေါ်ခဲ့တယ်ဆိုရင်တေတံထိချမှတ်နိုင်တယ်ဆိုတဲ့အကြောင်းတွေကိုဒီဥပဒေမှာရေးဆွဲထားတာကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လိမ်လည်မှုပြုလုပ်တဲ့ရာဇဝတ်သားတွေကို
နှိမ်နှင်းဖို့အတွက်ဥပဒေမှာဒါကျွန်တော်တို့ကဒီသက်ဆိုင်ရာဒီအဖွဲ့အစည်းတွေကဒီပြည်တွင်းပြည်ပနိုင်ငံတကာရတပ်ဖွဲ့တွေနဲ့အထိပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေအထိပါတယ်ပြီးရင်ဒီမှာကျွန်တော်တို့ကနောက်တစ်ခုဘာလဲဆိုတော့မြန်မာနိုင်ငံတွင်းကိုပြည်ပနယ်စပ်တွေကနေတဆင့်တရားမဝင်ရောက်ပြီးတော့မှဒီငွေလိမ်လည်မှုပြုလုပ်နေတဲ့လူတွေကိုဖော်ထုတ်အရေးယူနိုင်ရေးကိုလည်းကျွန်တော်တို့ကဒီမှာဆောင်ရွက်ထားတာဒီဥပဒေထဲမှာရေးဆွဲထားတာတွေ့ရတယ်ဒါဟာကျွန်တော်တို့ကဒီ online လိမ်လည်မှုတစ်ဖက်ရေးဥပဒေမှာပြည့်စုံဆောင်ရွက်ထားတာလေးတွေတွေ့ရတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ကသက်ဆိုင်ရာဒီလုပ်ငန်းစဉ်တစ်ခုလုံးနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ကဒီဘဏ် telecom operator တွေနဲ့ဒီဘိုးဌာန ABI စနစ်ကတခါတည်းချိတ်ဆက်ထားမှာဖြစ်တယ်တန်တရားဖြစ်ပေါ်ရဲ့ကိစ္စတွေကိုချက်ချင်းသူတို့စောင့်ကြည့်ဖို့ဆောင်ရွက်ထားတာရှိတယ်အဲ့ဒါနည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက်ဒီဥပဒေမှာရေးဆွဲထားတဲ့အချိန်မှာပါဝင်တဲ့အချက်ကပေါ့နော်ပြီးတော့အကာအကွယ်ပေးမှုနဲ့ပတ်သက်လို့ရှင်ဥပဒေရတန်တရားဖြစ်ပေါ်အကောင့်ကိုပိတ်ဆို့ပေးခဲ့တဲ့ဘဏ်ဝန်ထမ်းကိုကျွန်တော်တို့တရားမှားကြောင်းရာဇဝတ်ကြောင်းကမရဘယ်တရားရုံးမှတရားဆွဲလို့မရပါဘူးပြီးတော့ဒီတည်ဆဲဥပဒေတွေမှာဘယ်လိုပဲရှိရှိ online လိမ်လည်မှုတွေနဲ့ပတ်သက်လို့ရှင်ရင်ဒီ online လိမ်လည်မှုတစ်ဖြစ်ရေးဥပဒေနဲ့ပဲအရေးယူရမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီရေးဆွဲထားတာကိုကျွန်တော်တို့ကလေ့လာတွေ့ရှိရပါတယ်ဒီမှာဆိုလို့ရှင်အထူးကိစ္စမှာကျွန်တော်တို့က online လိမ်လည်မှုကျူးလွန်ဖို့အတွက်စီယုံခေါ်ဆောင်တယ်ဆိုလဲသူကအရေးယူခံရမှာဖြစ်တယ်ပြီးတော့ဒီကျွန်တော်တို့က online လိမ်လည်မှုလုပ်ဖို့လဲလူစုလို့မရဘူးအဲဒီလိမ်လည်မှုလုပ်မဲ့စင်တာလဲဖွင့်လို့မရဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဆက်သွယ်ရေး operator တွေကဘယ်ဝန်ထမ်းမှ online လိမ်လည်မှုကျူးလွန်နိုင်တယ်ကိုတိလျက်နဲ့ကြောင်းရှိလျက်နဲ့သူကစင်ကတ်မှုတ်ပင်နဲ့ထားဆိုအချက်လက်ကိုမယိုးမပြောင်းတော့သဘောနဲ့အခြားသူကိုလွှဲပေးလို့မရဘူးကျွန်တော်တို့တွေအားလုံးက SIM card တွေကိုဒီမှတ်ပုံတင်ထားကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုဒီဆက်သွယ်ရေး operator လူတွေကတခြားသူကိုကျွန်တော်တို့ကအချက်လက်တွေကိုမယိုးမသားတော့စိတ်နဲ့လွှဲပြောင်းမယ်ဆိုလို့ရှိရင်ဥပဒေအရေးယူခံရမယ်ဒါတွေကိုဒီဥပဒေမှာကျွန်တော်တို့ကပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီ online လိမ်လည်မှုလုံးမဲ့ software တွေကိုဒီ link နဲ့ဖန်တီးတာတွေဖြန့်ဝေတာတွေလည်းကျွန်တော်တို့ကလောက်ခွင့်မရှိကြောင်းကိုဒီထဲမှာကျွန်တော်တို့ကပြဋ္ဌာန်းဖို့ရတော့ရေးဆွဲထားတာကျွန်တော်တို့ကတွေ့ရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအဓိကအဖြစ်ကျွန်တော်လေ့လာတွေ့ရှိချက်တွေရဆိုလို့ရှိရင်ဒီ online လိမ်လည်မှုရဲ့တိုက်ဖြတ်ရေးဥပဒေမှာကျွန်တော်တို့လေ့လာတော့အဓိကအချက်၄ချက်ကိုတော့တွေ့ရတယ်ရည်ရွယ်ချက်အနေနဲ့ဒီ online လိမ်လည်မှုကိုပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်ပြီးတိုက်ဖြတ်ဖို့ရယ်နေသက်ဖြတ်ကျော်လိမ်လည်မှုတွေကိုကာကွယ်ဖို့ရယ်နဲ့ဘဏ်ငွေကြေးဖွဲ့စည်းနဲ့ဆက်သွယ်ရေးကုမ္ပဏီကြားအချက်လက်ဖလှယ်နိုင်တဲ့ဗဟိုပြုစနစ်ကိုထူထောင်ရန်ဆိုတဲ့အနေအထားနဲ့ဒီကျွန်တော်တို့နစ်နာမှုမရှိအောင်နိုင်ငံသူနိုင်ငံသားတွေတခြားကျွန်တော်တို့ပြည်သူပြည်သားတွေဒီငွေကြေးလိမ်လည်ဒီ online ကတစ်ဆင့်ငွေကြေးလိမ်လည်မှုခံရတဲ့ဘေးကကင်းဝေးအောင်ဒါရည်ရွယ်ထားတယ်လို့ကျွန်တော်တို့အကျဉ်းအဖြစ်တင်ပြနိုင်ပါတယ်အဲ့တော့ဒီဥပဒေဟာလက်ရှိချိန်မှာတော့မူချမ်းအဆင့်ပဲဖြစ်ပြီးတော့ဒီလာမဲ့လွတ်တော်မှာဒီဥပဒေနဲ့ပတ်သက်ပြီးတော့ဒီပြည့်စုံတဲ့အခြေအနေတစ်ခုဖြစ်အောင်ဆွေးနွေးပြီးတော့အတည်ပြုသွားလိမ့်မယ်လို့ကျွန်တော်တို့လေ့လာသိရှိရပါတယ်